အမဟိုရယူပါလိစုရဲ့တို့ဟာလေယူပါလိစုရဲ့ချိတ်ပြီစုချိတ်ရချိတ်ပြီနုမရတက်ပြီနော်ဟယ်လိုမင်္ဂလာပါဟယ်လိုမင်္ဂလာပါဒီနေ့17ရက်17လနော်17စုံနေလက်ဆောင်အများကြီးပေးလိုက်ရမလားပြောနော်လက်ဆောင်အများကြီးပေးလိုက်ရမလားပြောကဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါရှင်ကဲညီမကူလိုက်လေးကို share ထားပေးပါ public နဲ့ဇေယောင်းကြည့်ပြီးကို share ထားပေးနော် share ပြီးတဲ့အတရေညီမတို့ဒီကမှာတစ်ချက်လောက် high လို့မှတ်ပေးပါအောင်ရှင် high လို့မှတ်ပေးပါအခုမှအောက်စားချိတ်တယ် software နဲ့ဟို line နဲ့ချိတ်တယ်မင်္ဂလာပါရှင် like ကလေးပြန်စပါပြီရှင်ဟယ်လိုတဲ့ရောင်းလေးတိုးပါစေ order တွေအများကြီးဝင်ပါစေတဲ့ပြည်တဲ့စုနဲ့ပြပါစေရှင်အဓိကတော့ line လေးကောင်းချင်ပါတယ်ရှင် line လေးအရန်ကိုမှကောင်းချင်ပါတယ်ရှင်နော်ညီတို့တွေကမေ့နေတို့သမီးကမမေ့ဘူးမကျတို့တွေကမေ့နေတို့သမီးကမမေ့ဘူးသိလားနိုင်လားအော်တော်လိုက်တာလိုင်းကောင်းမရောင်းကောင်းပါစေညီမကူလိုက်လေးကိုတွေ့ရတယ် public နဲ့ share ပေးပါဈေးအောင်ကြည့်ပြီးကို share ပါဒီနေ့လိုက်ရတော့မတို့ရဲ့ဘဝကွယ်ရောင်းချင်တယ်ပစ္စည်းတွေအများကြီးရောင်းချင်တယ်တကယ်ပြောတာအဲ့တော့ညီမကူလိုက်လေးကိုပို့ share တာပေးဒီနေ့အခုဒါဆိုဘဒုံမှာချီတာစပတ်လုံးဝမဟုတ်အမားတို့လာမဲ့ရက်ဒီမှာမိုးတွေရွာလို့အဆင်ပြေပါမလားတွေးနေတာဒီနေ့တော့နေပူပြီးအေးဟဲတိလားအခုလည်းနေပူပြီးဆိုတော့တအားဝမ်းသာနေတာအမရဲ့တိလားချင်းမဲ့ပြောင်တိုးလေးရောက်ပြီးတော့ကိုနဲ့တိုင်းထုတ်လာလို့ကွက်တီပဲပုံကလည်း share ကြတယ်ပေးရတဲ့ဈေးနဲ့တန်တော့ပဲတဲ့အမလေးအဲ့လိုမျိုးဆိုအရန်ကျင်တဲ့ပီတီကွမ်းစီထိပဲเนาะမျက်နှာသူတဲလေးအားပေးပါเนาะတဲ့တခြားလူတွေကိုလည်းညှို့မိပါအောင်တဲလေးရင်เนาะဟင်မပြေ share ရတယ်မပေါ့ဘူးပို့တဲ့တဲလေး share ပို့တယ်เนาะဟုတ်တယ်အဲ့ဒီအင်းလေးချီကလေညီမအဓိကညီမတို့စိတ်ရောမှာထုတ်တဲ့ပစ္စည်းဆိုလို့ရှိရင်ညီမဝတ်ကြည့်တယ်ဝတ်ကြည့်လို့ညီမပုံမကြဘူးလို့မကြဘူးစိတ်ထဲမှာအဝင်ကွင်ကြမဖြစ်ဘူးဝတ်ရတာကိုယ်တိုင်ဟိုဘယ်လိုပြောမလဲဖစ်မဖြစ်တာတို့တိတ်မကြိုက်တာမျိုးဆိုလို့ရှိရင်ပြန်ပြင်းတယ်ဒီနေ့အားဆိုဒီလိုပြန်ပြင်းမေးဒါလေးပြန်ပြင်းမေးဒီလိုပြန်ပြင်းမေးဘောင်းမီကဘယ်လိုလုပ်ပေးပါအင်ကြီးဘယ်လိုလုပ်ပေးပါအဲ့လိုမျိုးเนาะအဲ့လိုမျိုးပစ္စည်းတွေကိုတေးချစနစ်တကျလုပ်တယ်ပြီးတော့ဒီပတ်တန်ထွက်တယ်ကတင်ဝါစတေးချစစ်တယ်စက်တန်းနဲ့ချလိုက်ရင်တော့တေးချညီမကိုယ်တိုင်နဲ့ဝတ်ပြီးတော့မှစက်တန်းကိုချုပ်ခိုင်းတာအဲ့လိုမျိုးအဲ့လောက်ထိကိုညီမတေးချစီစစ်ပြီးလုပ်ပေးတာအဲ့ကြောင့်ညီမစက်ရုံအထည်ဆိုရင် customer တွေအရင်ကြိုက်ကြတယ်အဲ့လိုမျိုးနော်ကဲဟုတ်ပြီ public နဲ့ share ပေးဈေးရောက်ကြည့်ပြီးကို share ပြီးတဲ့တဲ့ညီမတို့ဒီကမှာတစ်ချက်လောက် high လို့မှတ်ပေးပါအောင်ရှင်နော်ညီမတစ်ခုလောက်ပြောချင်တယ်ညီမတို့ရန်ကုန်မြို့ရင်းဆိုလို့ရှိရင်ညီမတို့အိမ်ရောက်ငွေချေပေးပါတယ်ရှင်နော်ချင်းမမြောင်တို့လေးတွေဟုတ်တယ်နော်တအားလာတယ်နော်ညီမတို့တော့ယူရတယ်ထင်းနဲ့ညီမနဲ့ဟို error လေးပါတော့လေတယောက်တစ်ထည်လောက်ယူလိုက်ကြတယောက်တစ်ထည်ယူလိုက်တာလှတယ် तू ကဝတ်လိုက်ရင်လေကိုလုံးလေးပေါ်ပြီးတော့နော်ချစ်စရာလေးတခုလေးပြောချင်တာညီမတို့ရန်ကုန်မြို့လေးဆိုလို့ရှိရင်အိမ်ရောက်ငွေချင်နေရပါတယ်ရှင်เนาะကိုမတို့ရန်ကုန်မြို့လေးကိုမှလူသစ်အခုမှစောက်ဝယ်မားတွေဆိုလို့ရှိရင်တသိန်းထက်ဝယ်တာလို့ရှိရင်စရံလေး1000လွှဲရမယ်တသိန်းအောက်တွေဆိုအိမ်ရောက်ငွေချင်နေယူပေးပါမော်ဘီတိုက်ကြီးလဲကူတန်လင်းကြောက်တန်းတွန်တေးတလားထန်းတပင်သုံးခွခရံအဲ့ဒီမြို့နယ်တွေအကုန်လုံးငွေကြိုလဲပါ Royal Express နဲ့ပို့ပါတယ်နေကြဘဲနဲ့ပို့ပါတယ်ရှင်เนาะပြီးတော့နယ်တွေအကုန်လုံးငွေကြိုလဲပါကားကိန်းနဲ့ပို့ပါတယ်အိမ်ရောက်ပို့ပါတယ်ရှင်เนาะအဲ့ဒါလေးညီမကြိုပြောပေးတာတကယ်လို့ငွေလဲမဲ့ဆိုလို့ရှိရင်ဥပြိုးဝင်းလိုက်တော့စုရင်မေးခိုင်ကိုနှက်ပေးပါကျန်တဲ့ကောက်လေးတွေမှာ
ယွန်းလွှဲမိလို့ရှိရင်မတို့ညီမတို့နဲ့မတက်ဆိုင်တာမို့လို့အားကြောင့်နာမည်လေးကိုတေချာလေးစစ်ပြီးတော့မှလွှဲပေးစေချင်ပါတယ်ရှင်နော်ကိုမတို့နော်ဆိုင်မှာလည်းလက်လီလက်ကစိတ်တိုင်းလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်ဆိုင်မက်631 JOG တိုင်းမြင်ကြီးတဲ့မာကငါလန်12ရက်ကွက်တောင်းကလာပါပါရှင်မြစ်တာလမ်းမကြီးနဲ့ကြောကမှာညီမတို့ဆိုင်လေးဖွင့်လာပါတယ်ဆိုင်မှာလည်းလက်လီလက်ကစိတ်ကြိုက်လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်ဒီရက်တဲ့ line လေးတော့နည်းနည်းလေးကြားတယ်ညီမတို့ share ကူပေးခြင်းပြကူညီပေးပါမမတို့နော်မနေ့ကဆိုတော့ line ရမ်းကြားတယ်ဒီနေ့လည်း line လေးနည်းနည်းလေးတော့ကြားတယ်မနေ့ကထက်ဆိုင်တော့နည်းနည်းလေးတော်သေးတယ်ဒီနေ့ line ရပါတော့အဲ့တော့ညီမတို့နည်းနည်းလေး share ကူပေးပါ public နဲ့နည်းနည်း share ပေးပါဈေးရောင်းကြည့်ပြီးကို share ပေးပါအောင်တယ်လီနော်မင်္ဂလာပါရှင်ဒီနေ့ line မှာလက်ဆောင်ပေးမဲ့ item လေးနောက်မှတော့ရှုံနေတာအော်ဒီမှာကြည့်တက်လားဒီကိုကြီးလျှောက်တက်နေတာတဲ့ဒီခလေးလေးကိုလက်ဆောင်ထည့်ပေးလိုက်ရမလားပြောထည့်ပေးလိုက်ရမှာလက်ဆောင်ထည့်ပေးလိုက်ရမှာကြည့်တက်လားသူလမ်းရှာအောင်မှာဆိုပဲကဲဟုတ်ပြီ17ရက်17လနော်တစ်တဲလေးမင်္ဂလာပါစမောဆိုင်လေးတွေကတော့ထုတ်ထားတယ်နောက်တစ်ခေါက်မှထုတ်ဝင်လိမ့်မယ်နော်တဲ့နော်မိဆိုင်ရပေးပါစောက်ပံပေးပါညီမအောင်ချိန်လို့ရပါပြီနော်သူ့ဘုံသူ့ကိုတက်လာတယ်တွေ့ရစောက်ပံရောစိတ်နဲ့ကိုယ်နဲ့မကက်တော့တော်ယူမင်္ဂလာပါရီမမင်္ဂလာပါရှေ့ရလေးမပေါ်သေးပါဘူးဒဇင်ကျူးရှေ့ရလေးပေါ်ပါတယ်ဆိုးဒဇင်ရှေ့ရလေးပေါ်ပါတယ်ခိုင်ခိုင်ရှေ့ရလေးပေါ်ပါတယ်ဝါလေးရှေ့ရလေးမပေါ်သေးပါဘူးရှင်ရီမွန်ကောက်တဲ့လေးရှေ့ရလေးမပေါ်သေးပါဘူးရှင်ရှေ့ရလေးပေါ်အောင်လေးရှေ့ရပြီနော်ခိုင်နေမင်္ဂလာပါရှေ့ရလေးပေါ်ပါတယ်ရှင်မင်္ဂလာပါရှင်ပူတယ်နော်ပူတယ်အရန်ပူတာပဲတကယ်ပြောတာအရန်ပူတော့အဲ့ခလေးရောပါလားအဲ့ခလေးကိုလက်ဆောင်ထည့်ပေးရမလားပြောကြည့်အောင်တွေ့လားအဲ့လိုရှုပ်နေတာတွေ့လားသမီးနေပူတယ်သမီးအိမ်တော့မသွားဘူးနေပူတယ်တဲ့နေပူတယ်မသွားရဘူးရန်ကူတလေးရှေ့ရပေါ်တယ်ဒဇင်ကျူးရှေ့ရလေးပေါ်တယ်ဒါဆိုဘရုံမချီထူသားလေးအရန်ကောင်းတယ်ကုန်းမတို့ကဲလက်ဆောင်လေးပေးမယ်နှစ်စုံနော်လက်ဆောင်လေးပေးမယ်ဒီနေ့လိုက်မှာညီမကနန်းနှလုံးမဲ့မှတ်မေးကနန်းနှလုံးမဲ့မှတ်မေးပါကနန်းနှလုံးမဲ့မေးပါရှင်ဟဲ့ဒီအောက်မှာကြည့်လို့မရဘူးကနန်းလေးနှလုံးမဲ့မေးပါရှင်အိုးသမီးလေးဟေးတွေ့ရဘူးလုံးလိုက်ပြီပြန်လောက်ပြီအိုးတစ်စက်မငြိမ်တော့အဲ့ခလေးလေးကိုယူမလားအဲ့ခလေးလေးကိုယူကြမလားတစ်စက်မငြိမ်တော့လက်လည်းမငြိမ်ဘူးပါးစပ်လည်းမငြိမ်ဘူးလုံးဝမငြိမ်ဘူးမီးကိုရအောင်လည်းနှိမ့်ပါလေဝါနေတယ်မီးကဝါခေါင်းရည်လေးလောက်ပါလားပြက်သွားပြီတနိုင်ညစ်ပိုင်းမမတက်လို့အဖြေလဲမှန်လဲတက်ပါစေတဲ့ဟမ်အော်မသိဖီချိုချီဒီနေ့လက်ပြက်လေးလည်းပါမယ်ရှင်ကနန်းလေးနှလုံးမှာမမတို့အနောက်ကပစ္စည်းလေးတွေကပြပေးပါမယ်မမခဏလေးစောင့်ပေးပါရှင်အနောက်ကပစ္စည်းလေးအစင်လိုက်ပြပေးပါမယ်မမကနန်းလေးနှလုံးမှတ်ပေးပါနော်မမတို့နောက်ဆုံးရှိတယ်29မဟုတ်ပါဘူး85မဟုတ်ပါဘူး61မဟုတ်ပါဘူး55မဟုတ်ပါဘူး63မဟုတ်ပါဘူး59မဟုတ်ပါဘူး34မဟုတ်ပါဘူး
မှန်သေးဘူးအမှန်သေးဘူးတဲ့မတို့ 89မဟုတ်ပါဘူး82မဟုတ်ပါဘူး17မဟုတ်ပါဘူး94မဟုတ်ပါဘူး91မဟုတ်ပါဘူး56မဟုတ်ပါဘူး82မဟုတ်ပါဘူး64မဟုတ်ပါဘူး အမစီထည့်ပေးလိုက်တယ်လက်ကြီးအိမ်ကျထည့်ပေးလိုက်မယ်နော်ကိုကြီး 98မဟုတ်ပါဘူး35မဟုတ်ပါဘူး31မဟုတ်ပါဘူး သူတို့ရအရင်မေးတက်တာပဲငါတက်ပုံဆိုးတယ် 39မဟုတ်ပါဘူး82မဟုတ်ပါဘူး92မဟုတ်ပါဘူး ရမ်းရမ်းဒီမှာတော့ဝစီလာပြေထားမယ်ပြောလိုက် 31မဟုတ်ပါဘူး81မဟုတ်ပါဘူး99မဟုတ်ပါဘူး24မဟုတ်ပါဘူးမမတို့69မဟုတ်ပါဘူး ဒီနေ့ကမှလည်းလည်းတက်သေးတယ်မနေ့ကဆိုတော့ကြာ 83မဟုတ်ပါဘူး84မဟုတ်ပါဘူး ကနန်းအလက်ပဲမတို့ကနန်းအလက်ပဲအလက်နဲ့နည်းနည်းအသေးနဲ့အလက်ရမလက်တလက်ရ 19မဟုတ်ပါဘူး25မဟုတ်ပါဘူး16မဟုတ်ပါဘူး ဒီမှာမှန်သွားပြီခိုင်လေးခိုင်လေး congratulation နော်အသေးရောက်ဒီမှာခိုင်လေး congratulation ဒီမှာခိုင်လေး congratulation ပါရှင်မန်းနေအကုန်လုံးပေါ့အောင်အကုန်လုံးကြည့်ပေးရနော်မတို့ဒီမှာကြော်မှာဆိုလို့ 25မဟုတ်ပါဘူး40မဟုတ်ပါဘူး36မဟုတ်ပါဘူး မှန်သားပြီဒီမှာနော်အေးတာယာ AYATARYA တာယာအေးတာယာ congratulation နော်ခိုင်လေးရဲ့အေးတာယာရဲ့ congratulation ပါရှင်အေးတာယာတဲလေးဒါလေးကန်ထူးသွားပါတယ်ခေါင်းဝင်လေးပါရှင်နော် congratulation ပါရှင်အေးတာယာပါခိုင်လေးရဲ့အေးတာယာရဲ့ congratulation ပါရှင်နံပါတ်က50နံပါတ်3ပါရှင်50နံပါတ်3ပါရှင်50နံပါတ်3ပါရှင်စင်ရုပ်ကကလေးပါမယ်လူကြီးပါဒါလေးဆိုလို့ရှိရင်ဘဒုံမာချီလေးနော်ဒါလေးဆိုလို့ရှိရင်ဘဒုံမာချီလေးအခုညီမတို့ပြရတဲ့ဘဒုံမာချီလေးဒါလေးကစင်ရုပ်လေးကလေးနဲ့လူကြီးနဲ့စင်လူပါမယ်ကိုမမတို့နော်ပစ္စည်းတွေဒီနေ့ဒီဇိုင်းတစ်တွေအများကြီးပါမယ်ညီမတို့အခုလိုက်တွေကို popular နဲ့ share ပေးဈေးအောင်ကြည့်ပြီးကို share ပေးပါရှင်နော်ရန်ကုန်မြို့တွေကိုအယောင်ဝှေ့ချေယူပေးကိုမတို့နော်လူသစ်တွေဆိုရင်1000 1000လွှဲရမယ်လူသစ်တွေဆို3သိန်းအောက်တွေဆိုအယောင်ဝှေ့ချေရတယ်တသိန်းထက်ဆိုလို့ရှိရင်ရန်ကုန်မြို့တွင်းကို1000 1000လွှဲရမယ်เนาะကိုမတို့เนาะကြံဝဲကိုအယောင်ဝှေ့ချင်တဲ့ယူပေးရန်ကုန်မြို့တွင်းเนาะနယ်တွေနယ်တွေပေါ့ရန်ကုန်မြို့ပြင်ပေါ့မှော်ပြီးတိုက်ကြီးလဲကူတန်နေကြောက်တန်တွန်တေးတလားထန်းတဲ့ပင်3ခွာအဲ့ဒီမြို့နယ်တွေအကုန်လုံးငွေကြိုလဲကိုမတို့ right expert နဲ့ပို့တယ်နေကြပဲနဲ့ပို့တယ်เนาะအဲ့မှာခဏပေါက်တယ်တဲ့အားကြလိုက်တာတဲ့ဟုတ်သူကလေနည်းနည်း share ရတာများလေမန့်ပို့တက်လေအဲ့ဒါကြောင့်မလို့တဲ့လीเนาะခုနပြောတာမှော်ပြီးတိုက်ကြီးလဲကူတန်နေပေါ့ရန်ကုန်မြို့ပြင်တွေအကုန်လုံးငွေကြိုလဲ right expert နဲ့ပို့တယ်နေကြပဲနဲ့ပို့တယ်နယ်တွေအကုန်လုံးငွေကြိုလဲအမတို့ဥမာလူသစ်တွေဆို1000 1000လွှဲတယ်လွှဲပြီးသွားရင်ကျန်ငွေကိုဘောင်းချရပြီး24နာရီအတွင်းလွှဲရမယ်ငွေလဲဝင်ပြီးသွားရင်ညီမတို့က2ရက်အတွင်းဂိတ်ချပေးတယ်2ရက်အတွင်း delivery အပ်ပေးတယ်အဲ့လိုမျိုးเนาะကိုမတို့ညီမတို့အိမ်ရောက်ပို့တယ်ကားကိန်းနဲ့ပို့တယ်ငွေတွေတော့ကြိုလွှဲပေးရမယ်ငွေလွှဲမယ်ဆိုလို့ရှိရင်ဦးမျိုးဝင်းလိုက်ဒေါ်စုရင်မင်းကိုင်2ကောက်ပဲလွှဲပေးပါဦးမျိုးဝင်းလိုက်ကေပေး3နဲ့ဝေ3နဲ့ဒေါ်စုရင်မင်းကိုင်ကေပေး3နဲ့ဝေ3ပါတယ်အေးဝိုင်ပေး3ပါတယ်ရှင်အဲ့ဒါလေးတွေကိုပဲညီမတို့လွှဲပေးပါကျန်တဲ့ကောက်လေးတွေကိုမှားရုံမလွှဲမိဖို့အတွက်နာမည်လေးတွေသေချာစစ်ပေးပါကိုမတို့เนาะနောက်တစ်ခုလေးပြောချင်တာကကြတော့ညီမတို့စိုင်ဖွင့်ထားတဲ့ကိုမတို့เนาะစိုင်မှာလက်လီလက်ကစိတ်ကြိုက်လာရောက်ဝယ်ယူအားပေးလို့ရတယ်စိုင်မက်6331 JOG တိုင်းမြင်ကြီးတက်မာက9လမ်း12ရက်ကွက်တောင်းကလာပါပါမြစ်တာလမ်းမကြီးနဲ့ကြောက်ကမှညီမတို့စိုင်လေးဖွင့်ထားပါတယ်စိုင်မှာလက်လီလက်ကစိတ်ကြိုက်လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်เนาะကဲဟုတ်ပြီညီမဒီနေ့ညီမဝတ်တဲ့ဝမ်းဆက်လေးကိုစပြီးတော့ရောင်းပေးမယ်ကိုမတို့ညီမကူဝတ်တဲ့ဟာလေးကဘဒုံမှာခြီသားလေးလုံးဝခြီအစ်စ်အခု BKK မှာတအားခစ်စားနေတဲ့ပစ္စည်းလေးကာလာလေးကိုမှလေးစိုးစိုးအီလေးเนาะညီမပြရမယ်เนาะဒီမှာကြည့်ပေး
ခြိသားလေးကိုမှခြိချစ်လေးနဲ့ခြိသားစစ်စစ်လေးအဲ့ဒါလေးကိုမှအသားလေးကိုလေတကယ်ကိုအီလေးနဲ့ထူထူလေးနော်လုံးဝပါလလန်းမဟုတ်ဘူးဒါပေမဲ့ဝတ်လိုက်လို့ရှိရင်ခဏကုန်ပေါ့အေးမြပြီးတော့လေအေးမြပြီးလုံးဝဝတ်လို့ကောင်းတဲ့ပစ္စည်းဒီမှာဆိုတာခြိချစ်လေးတွေနော်အခု BKK မှာခေါ်ကြတာ BKK ခြိချစ်လို့ခေါ်တယ်ဒါကတော့ဗဒုံမာခြိသားဗဒုံမာခြိကိုမှအထူလိုက်အမြင်လိုက် grade A quality A ကိုသုံးထားပေးတဲ့ပစ္စည်းလေးသူကကြတော့ဗဒုံမာခြိကို series နဲ့သွားတယ်ဒါလေးကိုဒီအစင်ကိုပဲ color line အစုံနဲ့အဲ့လိုသွားတယ်သူကကြတော့ medium ရဲ့လက်ရဲ့နှစ် size ထွက်တယ်ဟုတ်လား medium လက်နှစ် size ထွက်တယ်အဲ့ဒီမှာဒီမှာခါးပေးလေးခွဲထားပေးတယ်ခါးပေးခွဲထားပေးရဲ့အားသာချက်ပါလဲဆိုတော့မတို့တင်အိုးကြီးအမရေထိုင်လိုက်လို့အဲ့ဒီဘေးပြဲတာတို့ဘာလို့လုံးဝမဖြစ်တော့ဘူးဒီမှာခွားဆိုလို့ရှိရင်လည်း share လုပ်ထားပေးတယ်ဘောင်းမိတရေကျိုးဆိုရင်လည်းဒီမှာတို့လာဒီလိုမျိုး share လုပ်ထားပေးတယ်မတို့နော်အဲ့ဒါကြောင့်မို့မတို့ဒါလေးပို့ပွားချုံချောင်းလေးကိုအင်ကြီးကိုဒီရှင်းနာမှာအမိတ်လုပ်ထားပေးတယ်ဒီမှာအမိတ်လုပ်ထားပေးတယ်လက်ရည်ဒီအောင်နာလေးမှာအမိတ်ကလေးထည့်ထားပေးတယ်ဘောင်းမိကိုဒီအောင်နာလေးမှာအမိတ်ထည့်ထားပေးတယ်ဒီမှာကက်အိတ်ကလေးပါမယ်ကက်အိတ်ကလေးကိုမှဒီမှာနော်ဒီမှာအတွန်လေးထည့်ထားပေးလုံးဝအမိုက်စားလေးဒါလေးဒီ medium လက်နှစ် size ထွက်မယ်ကိုမမတို့နော် medium ရဲ့ size လေးညီမပြပြမယ်ဒါသူ့ရဲ့အင်ကြီးပုံစံအမတို့တစ်ချက်ကြည့်ကြည့်ပေးဒီမှာဒီလို V ပုံစံလေးကိုဒီမှာဒီလိုရင်ကလေးကိုဒီလိုဆက်ထားပြီးဒီနားလေးမှာထောက်ကလေးတွေထည့်ထားပြီးတယ်ဒီမှာအိတ်ကက်ကလေးပါတယ်ဒါလေးကသူ့ရဲ့နောက်ကျောကြီးလက်ရဲ့ဒီနားလေးတွေမှာဆိုတော့အမိတ်လေးတွေတေချာထည့်ထားပြီးလုံးဝအမိုက်စားလေးကိုမတို့နော်ပစ္စည်း quality ကောင်းနေညီမဒါလေးကိုရောင်းပေးမယ် medium ရင် size ကိုမတို့40နံပါတ်4ပါရှင့် medium ရင် size 40နံပါတ်4ရှိတယ်မမတို့နော်တင်ပတ်လေကိုဒါလက်သက်ယူလာလားတင်ပတ်လေကိုကြတော့50နံပါတ်2ပါရှင် medium ရင် size 44တင်ပတ်လေ50နံပါတ်2ပေါင်ကြီး100 130 130 130 130နံပါတ်5ထိအေးဆေးဝတ်ပါကိုမတို့နော်ရေကြုံပြီးဝတ်လို့ရမယ့်အနေထားနော်မမတို့ရေကြုံပြီးဝတ်လို့ရမယ့်အနေထားလက် size ရဲ့ရင် size က40နံပါတ်40နံပါတ်ဥစ္စာ8ရှိတယ်မမတို့နော်လက်ဆိုင်ရင်ဆိုင်က40နံပါတ်8ရှိတယ်တင်ပတ်လက်ကိုကြတော့60ရှိတယ်မမတို့နော်တင်ပတ်လက်ကို60ရှိတယ်4 size 2 size ထွက်တယ် medium ဒီရင်ဆိုင်40နံပါတ်2တင်ပတ်လက်ကို50နံပါတ်2နော်လက်ဆိုင်ရင်ဆိုင်က40နံပါတ်8တင်ပတ်လက်ကိုကြတော့60ရှိတယ် medium ပေါင်ကြီး100နဲ့135တိယူပေးလက်ဆိုင်ပေါင်ကြီး135နေပြီးတော့100နဲ့မှဒီမမတို့နော်180 185လောက်ထိယူပေးကိုမတို့နော် medium နဲ့လည်း2 size ထွက်တယ် medium ပေါင်ကြီး100နဲ့135ယူလက်ဆိုင်ပေါင်ကြီး135နဲ့100နဲ့မှ85လောက်ထိယူပေးကာလိုက်6ကလာထွက်တယ်တမိခုနကလာလေးတစ်ချက်ပြန်ပေးဒီမှာတက်ကာလာမမတို့နော်ကြည့်ကြည့်ပေးအရန်လှတော့ကာလာလိုက်လေးဒီမှာတက်ကာလာ medium size နော် sorry ဒီမှာနှစ်ကလာမမတို့နော်အင်ဒိုတိုတိုမပါဘူးမတိုတိုဆိုလို့ဘာပါလဲတိုတိုဆိုလို့ဘာစင်မဲပါမယ်နော်ဟုတ်လားပါလားစင်တိုတိုပါမယ်မတို့ဒီမှာနဲ့ဆို3ကလာနော်ညီမတို့ဝတ်တာနဲ့ဆိုလို့ရှိရင်9ကလာနော်ညီမတို့ဝတ်တာ2ယောက်နဲ့ဆိုဒါလေး9ကလာလေးထွက်တယ်ကာလိုက်အရန်လာတယ်ခြိချစ်ကလေးတွေနော်မတို့ဒါခြိသားစစ်စစ်နော်ခြိသားမစစ်ငွေနှစ်ဆပြန်အမ်းမယ်ဒီပစ္စည်းလေးလုံးဝခြိသားစစ်စစ်ကနုတ်ကလေးနဲ့လုံးဝမျက်နှာပန်းလှမ်းမဲ့ပစ္စည်းလေးဒါလေးဒီ medium ရဲ့လက်ရဲ့ကိုမမတို့နော်နှစ် size ထွက်ပါတယ် medium ဒီပေါင်ကြီး100 130 130 130 130နံပါတ်5လက် size ဒီပေါင်ကြီး135နဲ့100နံပါတ်85ယူပေးကာလာမြင့်3နဲ့ဒီစီကနေစယူပေးပါ3နဲ့3ရောင်ကာလာမထအောင်ထည့်ပေးမယ်ဒါလေးဒီလုံးဝမရိုးသားသော item မတို့မျက်စိမိတ်ပြီးရောင်းညဘက်ရောင်းအောင်လုံးဝရောင်းရမယ့် item လေးဒီဟာလေး3နဲ့ဒီစီကနေစယူပေးဈေးလေးကိုအတန်ဆုံးပေးပါမယ်ဒါလေးကသူ့ရဲ့ကုတ်ကလေးပါဈေးလေးပြောပေးပါမယ်ရှင်ကာလာမြေ30 million ကို15300အမြောက်3လက်ဆိုင်ကို15800အမြောက်3ပါရှင်ကာလာမြေ30 million ကို15300အမြောက်3လက်ဆိုင်ကို15800အမြောက်3ပါရှင်ဒီလို quality ဒီလိုအသားနာကိုလေသူများတွေ18000ကျော်ရောင်းတဲ့ဗဒုံမာချီအထူသားအမြင့်လိုင်းလေးကိုညီမကအမတို့15000ကျော်ကနေစပေးမယ် medium ကို15300ပဲယူပေးလက်ဆိုင်ကို15800ပဲယူပေးရောက်တဲ့ခါကျရင်ကြည့်ကြည့်လေးပေးရတဲ့ဈေးကလုံးဝတန်တယ်ဆိုပြီးခံစားစေရမယ်ကိုမမတို့ medium size မှာဆို J28M လို့မှန်ပြီလက်ဆိုင်မှာဆို J28L လို့မှန်ပြီ3တဲ့ယူမဲ့မမတွေကညီမတို့ဒီကုတ်ကလေးပဲမှန်ပြီပါ6တဲ့ယူမဲ့မတွေကညီမတို့ညီမြချင်းခံပြီး2လို့မှန်ပြီ6တဲ့ယူမဲ့မမတွေညီမြချင်းခံပြီး2လို့မှန်ပြီညီမကမှလိုက်စားတယ်မကြီးတပုံပဲရောင်းရသေးတယ်ပစ္စည်းတွေကအစုံရောင်းပေးမယ်စောက်ပေးရင်တော့ပိုစင်ပြေမယ်မတို့နော်တနိုင်ခွဲလောက်ချိန်လေးပေးလိုက်ရင်မတို့အစုံရပါမယ်ရှင်ပစ္စည်းတွေကတော့အစုံရောင်းပေးမှာပါရှင်နော်ကိုမတို့နော်ပြန်ပြောပါမယ်ရှင် medium size ယူမယ်ဆိုရင် J28M လို့မှန်ပြီပါလက် size ယူမယ်ဆို J28L လို့မှန်ပြီပါရှင်3နဲ့ယူမဲ့မတွေဒီကုတ်ကလေးမှန်ပြီညီမကိုဘေးနားမှာ3တဲ့တို့ညီမြချင်း3တို့လုံးဝထည့်ရေးစရာမလိုဘူးကိုမမတို့6တဲ့ယူမဲ့မတွေကညီမကိုညီမြချင်းခံပြီးတော့2လို့မှန်ပြီပါရှင်6တဲ့ယူမဲ့မတွေညီမြချင်းခံပြီးတော့2လို့မှန်ပြီပါ J28M J28L ပါရှင်ခေါင်းချလေးတွေကြာနေပါပြီမမတို့ရေ3လိမ့်မမရဒီကုတ်လေးမှတ်မိပါ medium 3လိမ့်မမ J28M မမတို့လက်ဆိုင်3တဲ့ယူမယ်ဆိုရင်တော့ J28L ပါရှင်
media နဲ့လည်းနှစ်ဆက်ရပါမယ်မမတို့ ပစ္စည်းရောက်ရင်ကြည့်ကြည့်ပဲအသားနာလုံးဝရှယ်အင်းကြီးကဒီလို V shape လေးကိုမှဒီအနောက်လေးမှာကျိုးကြည့်လေးနဲ့မတို့တအားမိုက်တယ်ရေဆိုင်လည်းတော်တော်ပြည့်တယ်ညီမပြရမယ်လက်ရှိဈေးကွက်ထဲမှာလေဒီလိုမျိုးလက်ဆိုင်လောက်ကိုညီမအခုပေးထားတယ်ရင်48ပေးထားတယ်တင်ဘက်လည်း60ပေးထားတယ်အဲ့ဒါကိုလေအမတို့တခြားမှာဝယ်ကြည့်အနည်းဆုံးလက်က2200ပေါက်တယ်2200ပေါက်တယ်ကိုမတို့လက်လီဆိုလို့ရှိရင်အနည်းဆုံးမတို့2800နဲ့3000ကြားရှိတယ်နော်စင်မောင်းမီကုန်ပြီမမနော်စင်မောင်းမီကုန်ပြီအဲ့တော့လေပစ္စည်းလေးကလေရတော့ယူတာပဲအရန်တန်တယ်ကိုမမတို့နော်ဘောင်ချာလေးတွေ Messenger မှာကြပြီးမှတော့ Messenger မှာကြည့်ပြီတကယ်လို့ဒီမှာမက်လို့ဘောင်ချာမကြရင် Messenger မှာတက်မှန်ပြီနော်ဒီမှာမက်လို့ဘောင်ချာမကြရင် Messenger မှာတက်မှန်ပြီကိုမတို့နော် J28 ပါရှင် J28M နဲ့ J28L ပါမမတို့ medium size လေးကပေါင်ကြီး100နဲ့135ထိတော့ပါမယ်လက် size လေးကပေါင်ကြီး135နဲ့185ထိတော့ပါမယ်ရှင် medium နဲ့လက်ပါရှင်လက်တို့ဘောင်းမီတိုလက်တို့ဘောင်းမီရှေအကုန်ပါပါမယ်ရှင်နော်မတို့နော်ခဏလေးစောက်ပေးပါဦးရှင်ခုမှလိုက်စားပါတယ်ရှင်ကျမဆိုလို့ရှိရင်လေအမှန်တိုင်းပြောရင်မတို့ရတနာရီအတွင်းမှာလေဒီဇိုင်းမျိုး50လောက်ရောင်းချင်တာ line မကောင်းလို့မတို့နော် line မကောင်းတော့ညီမတို့နည်းနည်းလေးစောက်ပေးရတယ်မတို့အဲ့ဒါကြောင့်မို့လို့ပါရှင်နော်ကိုမတို့ညီမအခုတရားလေးလက်ဆိုင်လေးရအောင်မယ်လက်ဆိုင်လေးရအောင်မယ်နော် medium size ရင် size 40နံပါတ်2တင်ပတ်လိုက်50နံပါတ်2ပေါင်ချိန်100 120 130 130 130နံပါတ်5လက်ဆိုင်ပေါင်ချိန်ရင်ဆိုင်40နံပါတ်8တင်ပတ်လိုက်60ထွက်တယ်နော်ရေကျုံမဲ့နေတာပေါင်ချိန်185နဲ့တော်တယ်ပေါင်ချိန်135နဲ့185နဲ့ယူစိုက်ပွင့်ရောင်းခြင်းနဲ့မှရေဒီလက်ကိုလေးမပါမဖြစ်ယူကိုယူရမယ့် item ဒါလေးကဒီလိုပုံလေးကလေလူငယ်ရောလူကြီးရောတအားကြိုက်ကြတယ်အမတို့ဒီပုံလေးနော် medium လက်နဲ့ size ထွက်တယ် medium ယူမဲ့မတွေက J28M လက် size ယူမဲ့မတွေက J28L အဲ့လိုလေးမှတ်ပေးပါညီမတို့နော်ရီမွန်ကလေတတွဲရရတယ်ဘောင်ချလေးမကြလို့နော် YIGMOM ရီမွန်တတွဲရရတယ်ဘောင်ချလေးမကြလို့ပါရှင်medium ဈေးလေးက15300အမြောက်3ပါမမတို့လက် size ရဲ့ဈေးလေးက15800အမြောက်3ပါရှင် J28M နဲ့ J28L ပါရှင်medium နဲ့လက်လေးပါမမတို့ယူမဲမတွေမှတ်ထားပြီးပါရှင်ဟမ်ညမှာတောက်ကုန်မတက် J28M J28L ပါမမတို့အင်းလေးဝါစပါပါတယ်ရှင်တက်ပြီတက်ပါပြီရှင်နေဝီရလေးမီဒီယံတတွဲလက်တတွဲရလိုက်တယ်နော်မမဒါလေးယူမမတွေညီမလေးကိုတစ်ချက်လောက်မှန်တာပြီးအောင်နော်ဒါလေးယူမမတွေညီမလေးကိုတစ်ချက်မှန်တာပြီးအောင်နော်ဒါလေးယူမမတွေညီမလေးကိုဒါလေးတစ်ချက်မှန်တာပြီးပါအောင်ရှင်စင်တူတူလေးပေးပါသမီးနေဝီရလေးမှာမီဒီယံတတွဲလက်တတွဲရလိုက်တယ်နော်မပေါင်ချလေးမကြသေးလို့နော်မတက်ပြောပြတာပြီနော်ဒီဟာလေးနောက်တစ်ခေါက်လေးထပ်ပြောပေးပါမယ် line မကောင်းလို့ပါနော် line မကောင်းလို့ပါနည်းနည်းလေးစိတ်ရှည်ပေးပါနော်နည်းလေးစိတ်ရှည်ပြီးတော့ဆောက်ပေးပါရှင်နောက်တစ်ခေါက်လေးထပ်ပြောမယ် line မကောင်းလို့နော်ညီမတို့ခုလာတဲ့ဟာဘဒုံမှာခြိသားအောင်မှာအထုသားကလေးပါခြိသားအထုသား grade A ပါရှင်သူက series နဲ့လာတဲ့ဘဒုံမှာသားတကယ် quality အကောင်ပစ္စည်းရောက်တဲ့ခါကျရင်ကြည့်ကြည့်ပဲ medium size ကိုညီမတို့လာတာရင် size 40နဲ့သူကပပင်ဝဝတ်လို့ရတယ်ဘာဖြစ်လို့ဆိုတော့အနောက်မှာခါးစီးကြိုးလေးပါတယ်ကိုမတို့နော်ခါးကြိုးကလေးပါတယ်ခါးကြိုးမပါရင်ဒီမှာကြည့်ကြည့်ဒီမှာနော် medium ရင် size 40နဲ့တင်ပတ်လိုက်50နဲ့မှနဲ့ပေါင်နေ100နဲ့135တိယူပဲလက် size ကကြတော့ရင် size က40နဲ့မှ8တင်ပတ်လိုက်60ပေါင်ကြီး135နဲ့100နဲ့မှ85ဒီယူပေးကာလာမြေ3တဲ့တစီကနေစပြီးတော့ညီမရောင်းပေးမယ်3နဲ့3ရောင်းကာလာမထောင်ထည့်ပေးမယ်ဒါလေးကသူ့ရဲ့ကုတ်ကလေးဈေးလေးနောက်တစ်ခေါက်လေးထပ်ပြောပေးပါမယ်ရှင်ကာလာမြေ3နဲ့ဈေးမီဒီယံကို15000မှာအမြောက်3လက်ဆိုင်ကို15800အမြောက်3ပါရှင်ကာလာမြေ3နဲ့ဈေးမီဒီယံကို15000မှာအမြောက်3လက်ဆိုင်ကို15800အမြောက်3ပါရှင်ယူမဲမတွေဒီကုတ်လေးမှတ်ထားပေးပါမမတို့ medium ယူမဲမ J28M လို့မှတ်ပေးပါလက် size ယူမဲဆိုရင်တော့ J28L လို့မှတ်ပေးပါရှင်3နဲ့ယူမဲမတွေကညီမတို့ဒီကုတ်ကလေးတွေပဲမှတ်ပေးပါရှင်เนาะ J28M J28L ပါရှင်ဒါလေးကသူ့ရဲ့ကုတ်ကလေးတွေပါရှင်ဒီနေ့ line လေးနည်းနည်းလေးကြာတယ်เนาะမနေ့ကထက်ဒီနေ့နည်းနည်းလေး line ပို့ကြပါတယ်ရှင်နည်းနည်းလေးဟိုပါလေးစိတ်ရှိပေးပါเนาะကိုမတို့เนาะညီမလည်းစိတ်ရှိရှိလေးနဲ့ရောင်းပေးပါမယ်ရှင်ဒါလေးတအားလှပဲ
အိုးလာလိုက်တာရှင်မတို့ဒီဟာလေးယူထားပေးအောင်နော်ယူထားပေးအောင်ကြီးပဲတကယ်ပြောတာမမဆင်ရလွှဲပေးပါမယ်တဲ့ဝယ်လို့ရတာလေဟုတ်မှာဆင်ရ3000လွှဲလိုက်နော်မဟမ်ဆင်ရလွှဲတဲ့ခောက်ဝယ်ယူတယ်ပြီးရင်နောက်ခောက်တွေကြာမယူတဲ့အမကြီးနော်ကဲဒီမှာဒါလေးကလက်တိုဘောင်းမီတိုလေးစင်ရုပ်လေးချစ်စရာလေးဒါကလေးတွေရောရှိတယ်ဟုတ်သမီးကလေးကကြားလားမကြားမရှိတိုဒါလေးလူကြီးယူပြီးသွားရင်ကလေးရောင်းပေးမယ်စင်ရုပ်လေးနော်ဒါလေးလူကြီးရင်ရောင်းပေးမယ်ပြီးသွားရင်ကလေးရောင်းပေးမယ်နော်ခဏလေးစောက်ပေးပါနော်မင်းတို့ဒီချီနေရတူတူရောင်းပါလားချီရောင်းပါတူတူရောင်းပါ ဒါနဲ့ကာလာလိုင်းလေးပြပေးပါမယ်ရှင်တရောင်နှစ်ရောင်သုံးရောင်လေးရောင်အမတို့ပြမနေအောင်လဲဆိုကာလာလိုင်းရှောင်းအောင်ထွက်ပါရရှင်ရှင်းဆိုင်မသိစင်ဝမ်းဆက်ကလေးယူပါရှင်သုံးထက်မရင်းနဲ့ဒါဘယ်နဲ့ site ထွက်လာလဲဒါလေးက medium လက်အိတ်စာ3 site ထွက်တယ်မမတို့เนาะသူကကြတော့မမတို့ small ဂျူမဲအမတွေပေါ့เนาะဒီဟာလေးယူလို့ရတယ်ဒါကကြောင့် medium ဆိုမဲ့ cutting အရင်ကြီးမကြည့်ဘူးကိုမတို့เนาะ cutting အရင်ကြီးကြီးရတယ်မှာတော့မပါဘူး medium ရဲ့ရင် size ဆိုလို့ရှိရင်ဒီဟာလေးက40 medium ရင် size က40မမတို့เนาะ medium ရင် size 40တင်ပတ်လေကကြတော့ဘာမှမနဲ့ရင် size နဲ့တစ်ခါလေးလုပ်ပြီးအမဒီမှာပြန်လို့ရတာဆင်နေပြီလို့ medium ရင် size 40တင်ပတ်လေ50နဲ့မှနှစ်လက်ဆိုင်ရင် size ကကြတော့လက်ဆိုင်ရင် size ကကြတော့40နဲ့မှလက်တာ40နဲ့မှ6မတို့တင်ပတ်လေကိုကြတော့50နဲ့မှ8တင်ပတ်လေကို50နဲ့မှ8အိမ်ဆိုင်ရင်ဆိုင်ရကြတော့40နဲ့မှ9 40နဲ့မှ9တင်ပတ်လေကိုကြတော့60နဲ့မှ2နော်မီဒီယံလက်အိမ်စာစင်မောင်းမိရှိအလွန်မပါတော့ဘူးမပါတော့ဘူးဒါလေးကမီဒီယံရလက်ရဲ့အိမ်စာ3ဆက်ထွက်မယ်မီဒီယံကျတော့ဒါလေးကပေါင်ကြီး100နဲ့မှလေ20နဲ့မှ8ထိပဲယူပေးလက်ဆိုင်ရကြတော့ပေါင်ကြီး130ကနေပြီးတော့100နဲ့မှ60ထိယူပေးအိမ်စာကကြတော့ပေါင်ကြီး160ကနေပြီးတော့100နဲ့မှ80ထိယူပေးကိုမတို့နော်မီဒီယံရလက်ရဲ့အိမ်စာ3ဆက်ရမယ်ကိုမမီဒီယံပေါင်ကြီး100နဲ့မှ28ထိယူပေးလက်ဆိုင်ပေါင်ကြီး130နေပြီးတော့100နဲ့မှ55ပေါ့နော်155ရေကျုပ်မှလည်းဆို155ထိယူပေးအိမ်စာကပေါင်ကြီး100နဲ့မှ55နေ100နဲ့မှ80ထိယူပေးကာလာမြေ3တဲ့ဒီကနေစယူပေးကာလိုင်းမဲ့ကာလာထွက်တယ်6ကာလာ6ကာလာထွက်တယ်3နဲ့3ရောင်ကာလာမထောက်တယ်မကာလိုင်းလေးတွေအကုန်လုံးဆွဆိုလေးတွေကြီးပဲစင်ဝမ်းဆက်ကိုလက်တို့ဘောင်းမီတိုလေးဒီဟာလေးယူပေးပါဈေးလေးပြောပေးပါမယ်ရှင်ကာလာမြေ30မီလီယံကို12600အမြောက်3လက်ဆိုင်ကို13100အမြောက်3အိတ်စေကို13600အမြောက်3ပါရှင်ကာလာမြေ30မီလီယံကို12600အမြောက်3လက်ဆိုင်ကို13100အမြောက်3အိတ်စေကို13600အမြောက်3ပါရှင်မီဒီယံ size 3နဲ့ယူမဲမတွေကလေညီမတို့ဒီကုတ်ကလေး H35M H35L H35 H အဲ့လိုပဲမှန်ပြီဘေးနားမှာ3နဲ့တွေထည့်ရေးစရာမလိုဘူးကိုမတို့6တဲ့ယူမဲမတွေကတော့ညီမတို့ညီမြချင်းလေးခံပြီးတော့2လို့မှန်ပေးပါ3နဲ့ယူမဲမတွေကညီမတို့ဒီကုတ်ကလေးတွေပဲတစ်ချက်မှန်ပေးပါအောင်ရှင်အရန်ကိုမှလာတဲ့စင်ရုပ်လေးတွေပါလက်တိုဘောင်းမီဒူးပုံးလေးပါရှင်နော်ဒါလေးကိုလေမမတို့နော်ဘောင်းမီဒူးပုံးတွေမင်းတွေမတွေယူတာဘေးဘောင်းမီဒူးပုံးဒီတစ်ပတ်တပုံပဲပါတာတပုံလားနှစ်ပုံလားမသိတာပဲပါမှာဆိုတော့ထွက်တော့ယူတာဘေးနော်ကိုမတို့စင်တိုရှည်ကလေပါမယ်မခဏလေးစောက်ပေးအောင်နော်ညီမလေးကိုနော်စင်တိုရှည်ပါပါမယ်ခဏလေးစောက်ပေးပါရှင်မီဒီယံလက်အိမ်စေ3ဆက်ရပါမယ်မမတို့ကုတ်ကလေးတွေပဲမှန်ပေးပါမညီမတို့ကုတ်လေးကုတ် system လေးနဲ့ရောင်းတာမို့လို့လေမ medium size ယူ H35M လို့မှန်ပေးလက်size ယူ H35L လို့မှန်ပေး XL ယူ H35 XL အဲ့လိုလေးမှန်ပေးပါ3တဲ့ယူရင်ညီမအဲ့ဒီကုတ်ကလေးပဲမှန်ပေး6တဲ့ယူမယ်ဆိုတော့ညီမညီမြချင်းလေးခံပြီးတော့2လို့မှန်ပေးပါနော်6တဲ့ယူညီမြချင်းခံပြီးတော့2လို့မှန်ပေးပါရှင်မ
မီဒီယံလက်အိတ်ဆယ်ပါမမတို့3နဲ့ယူမယ်မမတွေကဒီကုတ်လေးမှန်းတာနဲ့3နဲ့တစ်စီရပါပြီရှင်မီဒီယံ size 3နဲ့ယူမယ်မမတွေက H35M လို့မှန်းတာနဲ့3နဲ့တစ်စီရပါပြီလက် size ယူမယ်မမတွေက H35L လို့မှန်းတာနဲ့3နဲ့တစ်စီရပါပြီရှင်အိတ်ဆယ် size ယူမယ်ဆို H35A လို့မှန်းတာနဲ့3နဲ့တစ်စီရပါပြီရှင်6ထည့်ယူမယ်မမတွေကတော့မြညာချင်းတူလေးထည့်ယူပေးပါရှင်ပြန်ရောင်းမမတွေယူလားနော်ပြန်ရောင်းမတွေယူလားအိတ်ဆက်ဆို site ဖွင့်တယ်မမတို့အိတ်ဆက်ဆိုရင် site ဖွင့်တယ်ပေါင်ချင်း100နဲ့မှ80လောက်ထိတော်တာဆိုတော့အမတို့ရဲ့ site ဖွင့်မမတွေ share ရောင်းကျမစီက13600နဲ့ဝယ်ပြီးတော့ရင်အမတို့2000လောက်ရောင်းလုံးဝ share အမြဲကျင်းကျင်းရောင်းနေရလေနော်ရင် site ကိုလည်းဖွင့်ထားပေးတာပြီးရောပဲကိုမတို့နော် site ကိုတအားကို share ဖွင့်ထားပေးတယ် site ဖွင့်လေပိတ်စပို့ကုန်လေးပဲပိတ်စကုန်လဲဈေးရမှာချင်းကိုလက်နဲ့အိတ်စက်ကိုအများကြီးမခွာတာဘူးတွေ့လားနော်ပုံမှန်တိုင်းပဲရောင်းထားပေးတာအဲ့တော့ယူထားပေးကိုမတို့ medium size ယူ H35M large size ယူ H35L XL ယူ H35XL တုံးနဲ့ယူမမတယ်ညီမတို့အဲ့ဒီကုတ်ကလေးပဲမှန်ပေးညီမလေးကိုနော်ညီမလေးကိုအဲ့ဒီကုတ်ကလေးပဲမှန်ပေးပါ medium ရဲ့လက်ရဲ့ XL ရပါရှင် medium လက် XL နော်မူးမင်္ဂလာပါရှင်နော်မူးမမင်္ဂလာပါမနောက်တစ်ခေါက်ထပ်ပြောမယ်နော်ကိုမတို့ medium ရင် size 40တင်ပတ်လက်50နဲ့မှ2လက် size ရင် size က40နဲ့မှ6တင်ပတ်လက်ကိုကြတော့50နဲ့မှ8 XL ရင် size ကကြတော့40နဲ့မှ9တင်ပတ်လက်ကိုကြတော့60နဲ့မှ2 medium ပေါင်ချင်း128တိယူပေးလက် size ပေါင်ချင်း130နဲ့100နဲ့မှ55တိယူပေး XL ပေါင်ချင်း155နဲ့100နဲ့မှ80လောက်ထိယူပေးကိုမတို့နော် size ဖွင့် plus size လေးရောင်းချင်တဲ့မှဒီ XL ကိုဒါယူမြန်မာငွေ13600နဲ့ရတယ်ဆိုတာလေညီမတို့စီပါပဲရှိတယ်ဒီလို size ဖွင့်နော်ရင် size 40နဲ့မှကိုရှိတယ်မတို့90နီးပါပဲအဲ့ဒါကို13600နဲ့ပေးသွားတာညီမတို့မှာပဲရှိတယ်ပစ္စည်းအရန်ကောင်းလို့ကိုမတို့ဒီဟာလေးယူတာပေးအောင်နော်ညီမလေးမှာဒါလေး medium size 5တွဲရအောင်မယ်လက် size 5တွဲရအောင်မယ် XL လေးကတော့နည်းနည်းလေးရအောင်မယ်ကိုမတို့နော်ယူမဲမတွေညီမတို့တစ်ချက်လောက်မှန်ထားပေးပါအောင်ရှင် H35M H35L H35XL ရှေ့တစ်ပတ်ညီမတို့ဒီစင်လေးတွေလက်တော့ပေါင်းမိတို့ရောင်းသေးတယ်အဲ့တော့မရလိုက်တဲ့အမတွေရှိတယ်နော်ဒီဟာလေးယူထားပေးအောင်အစင်လေးတအားလှတာဒီမှာ对了，喏，三嘞。当然有了些，俺要当一下么路嘛，当然啊，路也亚比嘛，喏，当然啊，也亚比，俺要当一下么路嘛，喏，俺要当一下么路，当然因为这狗里边也被狗马路，喏，第二嘞，但狗也被亚比。什么人没你的马里说medium 有了亚的喏，狗马路。H35 medium လက် XL ပါရှင်။ဘောင်းချ messenger မှာကြပါတယ်မမ messenger လေးမှာတကြည့်ပေးပါရှင်။နော် H35M H35L H35XL ပါရှင်။ medium လက် XL ပါယူမမရဲ့တရားလေးတစ်ချက်မှတ်ပေးပါရှင်။ကဲဘောင်းချလေးတော့ကြာနေပါပြီ။ဘောင်းချလေးတော့ကြာနေပါပြီရှင်။ပြီးတော့ဒါလေးမိန်းကလေးဝတ်လေးတာတင်လာတာကြားဝတ်လား။မိန်းကလေးဝတ်ရော။ရလေ။ဟုတ်မတူလဲရတယ်လက်ဆိုင်တွေပဲရတော့မယ် medium နဲ့ XL ရအောင်မယ်မတို့ XL လေရင်ဆိုင်49ရှိတယ်50နီးပါပဲတင်ပတ်လေ62ဆိုတော့အမတို့ site ပွင့်ရောင်းမယ်မတွေဆိုတော့အားအဆင်ပြေတော့เนาะဒါလေးယူတာပဲ13600 XL လက်ဆိုင်13300 medium 12000နဲ့မှ600เนาะ medium နဲ့ XL ညီမတို့ခု like လေးကိုမတို့မမှီလိုက်ရင်လည်း like ပြီးသွားရင် like ကိုပြန်ကြည့်လို့ရတယ်ရောင်းသွားတဲ့ကုတ်နဲ့အတူ messenger ပြန်မဲ့ဘောင်ချကြရင်ထည့်ရမယ်မတို့เนาะလက်ဆိုင်ဆိုအောက် medium နဲ့ XL ပဲရတော့မယ်မတို့လက်ဆိုင်မရတဲ့မတွေ XL ယူလို့ရတယ်နော် medium နဲ့ XL ပဲရတော့မယ် medium ပေါင်ချင်း128လောက်ထိယူရင်40ရှိတယ်တင်ပတ်လည်း52ရှိတယ် XL ကကြတော့ပေါင်ချင်း100နဲ့မှ40လောက်ကနေပြီးတော့ပေါင်ချင်း100နဲ့မှ85လောက်ထိယူပေးနော်ကဲဟုတ်ပြီဒါလေးကကလေးအတွက်ကလေးနဲ့လူကြီးနဲ့ချုပ်ပုံတော့မတူဘူးနော်ချုပ်ပုံတော့မတူဘူးကလေးဝါချီကိုမပါဘူးမဒါလေးကလေးနဲ့လူကြီးနဲ့ကချုပ်ပုံမတူဘူးဒါပေမဲ့ကာလာတရောင်တူအောင်ထည့်ပေးဆိုညီမကာလာတရောင်တူအောင်ထည့်ပေးမယ်ကိုမာတော့နော်အခုလူကြီးယူလာပြီကလေးယူမယ်ဆိုကာလာတရောင်တူအောင်ထည့်ပေးဆိုတရောင်တူအောင်ညီမထည့်ပေးမယ်နော်ကိုမာတော့နော်ဒါလေးသိလားယောက်ျားလေးရောင်းရင်လည်းအဲ့လိုပဲယောက်ျားလေးနဲ့လူကြီးနဲ့ကာလာတရောင်တူအောင်ထည့်ပေးဆိုထည့်ပေးလိုက်နော်ညီမအခုဝတ်လေးက medium နဲ့ XL ပဲရတော့မယ်ညီမတို့အခုဝတ်လာတဲ့ဟာလေးက medium နဲ့ XL ပဲရတော့မယ်လက် size ဆိုးအောင်အမတို့နော်လက် size ဆိုးအောင်ပါဒါလေးကကျတော့ကလေးမဝတ်လေးဘယ်နှ size ထွက်လဲသမီး small medium လက်3 size ထွက်တယ်မမတို့ဒီဟာလေးsmall medium လက်3 size ထွက်တယ် small ကလေဒါလေးကလေကလေး3နှစ်4နှစ်4နှစ်ခွဲနော်3နှစ်4နှစ်4နှစ်ခွဲ medium လေးကကြတော့5နှစ်6နှစ်5နှစ်6နှစ်9နှစ်5နှစ်6နှစ်6နှစ်ခွဲလက် size လေးကကြတော့
ကလေး9နှစ်10နှစ်ခလေးမထွိုင်း9နှစ်နော်လက်ဆိုင်လေးက9နှစ်10နှစ်ခလေးမထွိုင်း9နှစ်ကာလိုက်အကုန်ဆိုလလေးကြီးပဲခလေးစင်ရုပ်လေးတွေမင်းနေတယ်မှာဒီဟာလေးယူပေးနော်မီဒီယံရဲ့ small medium